여러분 안녕하세요. 오케이, 알로마 밍라바ဗျ. 저ဒီ video လေးမှာကတော့ 여러분တို့ကိုကျွန်တော်ဗာလေးပြပြပေးမှလဲဆိုတဲ့ခါကျတော့ကျွန်တော်ကိုရီးယားနိုင်ငံရဲ့ဒီစက်မှုလုပ်ငန်းခွင်တွေမှာပေါ့နော်လုပ်ငန်းခွင်တွေမှာကျွန်တော်စက်ပစ္စည်းတွေကိုကျွန်တော်လှုပ်ရှားမောင်းနှင်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးမယ်ပြီးတဲ့ခါကျတော့ကျွန်တော်ကိုရီးယားနိုင်ငံရဲ့ဒီလျှက်စစ်ပစ္စည်းပေါ့နော်အိမ်သုံးလျှက်စစ်ပစ္စည်းတွေထုတ်လုပ်မှုကကျွန်တော်တို့ဘယ်လောက်ထိစွမ်းဆောင်ရည်တွေမြင့်နေပြီးတော့ဘယ်လိုမျိုးကမ္ဘာဈေးကွက်မှာပိုင်ဆိုင်ထားလဲဘယ်လောက်ထိတောင်တိုးတက်နေလဲဆိုတာလေးတွေကိုကျွန်တော်တို့လေ့လာသွားမှာပဲဖြစ်ပါတယ်ဗျ 여러분 안녕하세요. 오케이, 알로마 밍라바ဗျ. 저는 한국 코리아 랭귀지 채널 리가 아니비로ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီဗာလေးပြပြပေးမှလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ EPA update စာအုပ်ခွာ39 GIGA ကာကုံဆိုတဲ့အခန်းလေးတွေကမူနာဝါချောင်းပုတ်ဗီဒီယိုလေးရိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျโอเคဒါဆိုရင်ကိုကြည့်လိုက်ရအောင်မူနာဝါချောင်းပုတ်ရဲ့ခေါင်းစဉ်က한국의 가전 제품နဲ့한국의 가전 제품ဆိုတော့ဒီကိုရီးယားရဲ့ 가전 제품ဒီအိမ်သုံးပစ္စည်းတွေအကြောင်းကိုလေ့လာရမှာပဲဖြစ်ပါတယ်ဗျโอเคဒါဆိုကိုတို့စပြီးကြည့်လိုက်ရအောင် 오케이. 한국의 가전제품은 최신 기능과 세련된 디자인으로 마찬가지로 세계인들의 사랑을 받고 있습니다. 오케이, 이쯤에 한국의 코리아의 가전제품은 인도피시리가로 최신 기능과高能빛의 선상일인의 세련된 디자인으로 뜰리는 디자인 봉장이고 마찬가지로 achiegan 안에 세계인들의 디카발루리의 사랑을 지침무리고 받고 있습니다. 낙한 야시다바리. 코리아의 피시리가 그러면서 디자인이래 산에 선상이래 미비로그로 또의 본드라니가 랍바레도 잡아노 그발루리가 짜이데 수레 지침무리고 들어 낙한 야시다바리. 오케이 다지요. 삼성과 LG가 한국 가전제품의 대표적인 브랜드인데 텔레비전 TV, 냉장고, 세탁기, 에어컨, 청소기, 전자레인지 등과 같은 다양한 가전제품이 전 세계 가전제품 시장을 휩쓰고 있습니다. 여기지요. 삼성과 LG, 삼성의 LG 그룹 브랜드 제이디고 표현하나 삼성과 LG가 한국 가전제품의 코리아 인도 PC의 대표적인 아디가 피대 브랜드인데 브랜드 비로 텔레비전, TV, 내장고 이게다 세탁기, 아웨셔즈, 에어컨, 에어컨이 그리고 청소기, 단신이자 본소자디, 전자레인지 소리로 디 마이크로웨이브 안누이자 등과 같은 사다리루묘 다양한 묘성도 가전제품이 인도피시리가 전 세계에 디가바로 가전제품의 인도피시 시장으로 제과고 휩쓰고 있습니다. 들어가 그로 플라몰리의 시바리. 그러면서 이 코리아의 이 삼성 PC 그로 삼성이 그로 에곤이 레터데 폰이 레터데 호 다 가발로 피하나. 나 LG 레 두두 벨리 노. 그로 오셔자리 레 LG 브랜드 시대 그로 에곤이 말레 LG 브랜드 도봉 시대리 노. IPC리야 그로 다 가발로가ကမ္ဘာဈေးကွက်ကိုတို့ဘာလဲလွှမ်းမိုးထားတယ်ကမ္ဘာဈေးကွက်မှာလည်းတို့ရဲ့ပါဝင်မှုကကြီးမားတယ်ပေါ့နော် 2023년에 미국 가전제품 시장 점유율을 보면 이 두 회사의 점유율이 40%를 차지할 정도로 한국의 가전제품은 인기가 많습니다. 2024년 들어 나라나사 동군의 미국 가전제품 시장 들어 아메리카의 가전제품 인도피시 시장 점유율을 보면 들어 인도피시 세과의 빠마라고 찜의 수인 이 두 회사의 디코무니 나구의 LG는 삼성 코무니 나구의 점유율이 농타가 두의 빠마나 농타가 40%로 리제야가 있는 거 차지할 정도로 파인사인 탈라우드의 아티 한국의 코리아의 가전제품은 인도피시가로 인기가 많습니다. 루디 미아바리 코리아의 비즈니스 보면 그러바래 그로 디 아메리카ဈေးကွက်မှာပေါ့အမေရိကရဲ့ Indonesia ဈေးကွက်မှာတော့ဒီ Samsung နဲ့ LG brand ရဲ့သူ့ရဲ့ပိုင်ဆိုင်ထားတဲ့ကိုတို့သူ့ရဲ့ brand ရဲ့လူသိများမှုပေါ့လေ40%လောက်ကိုရှိတယ်100%မှာကိုတို့တဝက်နီးပါးရှိတယ်ဟုတ်သူရဲ့လူသိများတယ်ပေါ့နော်သူရဲ့အမေရိကမှာတော့ Okay ဒါဆိုရင်ဒီတစ်ပိုင်းစာပိုင်းမှာတော့ကိုတို့ဒီကိုတို့စာကြောင်း၃ကြောင်းပါမယ်မီနီအပြင်တော့ကိုတို့
ခက်တာလေးတွေတော့တိတ်ပြီးတော့မရှိပါဘူးဒါပေမဲ့ကိုတို့တတိချာလေးတော့လေ့လာဖို့လိုလိုက်မယ်နော်โอเคပြီးတော့ရင်ကိုတို့အောက်ကိုထပ်ကြည့်ရအောင်ဟုတ်ကိုโอเค 한국의 가전 제품은 IoT Internet of Things 사무 인터넷 등의 첨단 기술을 활용한 스마트 기능도 잘 갖추고 있어 사용자가 더욱 편리하게 사용할 수 있다. 사용할 수 있습니다. 오케이, 한국의 코리아의 가전 제품은 인도네시아 PC가 뭐너? 인터내셔널 하고 표지나 IoT가 달리고 변별하나? 시스템 롱리고 유다다. internet of things တော့ဒီ internet ပစ္စည်းပေါ့နောက်တစ်ခု စာမိုး internet ကလည်းဒါပဲ internet အရာဝတ္ထုတွင်းငယ်စားတာတွေရဲ့첨단 기술로ဆိုတော့ဒီအဆင့်မြင့်နည်းပညာတွေကိုဝါလျဝံအသုံးပြုထားသော smart 技能တို့ဆိုတော့ဒီတက်လင်တဲ့ smart ဖြစ်တယ်ပေါ့နော် smart 技能ဆိုတော့တက်လင်တဲ့စမ်းဆောင်ရည်တွေကိုလည်းပဲဂျာကတ်ချူကိုကောင်းကောင်းကိုက်ညီပြီးဆိုရှိလို့ပေါ့နော်ကောင်းကောင်းကိုက်ညီထားလို့ကောင်းကောင်းကိုက်ညီအသုံးပြုထားလို့စာယုံကြကအသုံးပြုသူတွေကတော့ပို့ပြီးတော့ဖြောနေဟာကအစဉ်ပြေတက်တာစွာနဲ့စာယုံဟာစုဤတာအသုံးပြုမှုရှိနိုင်တယ်ပေါ့နော်အသုံးပြုနိုင်တယ်ပြောမစင်ဒီကိုရီးယားရဲ့အိမ်သုံးပစ္စည်းတွေကဒီနီးပညာเนาะအင်တာနက်အရာဝတ္ထုစတဲ့အခုတို့စစ်မြင့်နီးပညာတွေနဲ့smart စွမ်းဆောင်ရည်တွေကိုအခုတို့ကိုက်ညီပြီးတော့ပြုလုပ်ထားတဲ့အတွက်အသုံးပြုသူတွေအနေနဲ့ကလည်းအခုတို့အစဉ်ပြေနဲ့အသုံးပြုနိုင်ပါတယ်예를 들어 사용자가 집 근처에 오면 에어컨이 자동으로 켜져서 더운 날 집에 들어가서 바로 따뜻함을 시킬 수 있습니다. 오케이. 예를 들어 우만 묘하면서 이 뭐사장리야 바우스로라래 소리 뭐너 사용자가 동뷰레드가 집 근처에 애에 아니나고 오면 야위 동뷰레드가 이 애에 아니나고 야위 에어컨과 자동으로 오토 알루알리아니네 켜져서 휘베비로 더운 날수로 불의 니마 집에 들어가서 애에 윈도 윈도비로 바로 채침에 땀을 시킬 수 있습니다. 최대နိုင်ပါတယ်ပြောမဆိုရင်တော့အပြင်မှာပူနေပေမဲ့လည်းအိမ်ရဲ့အနီးနားကိုရောက်ပြီဆိုတာနဲ့ဒီအဲကွန်းကအော်တိုအလိုအလျောက်ပွင့်ပြီးတော့ဒီအပြင်ကလူပူပူလာလာနဲ့အပြင်ကအပူလန်ခံပြီးတော့ပြန်လာတဲ့လူကိုတော့မှအေးမြသွားစီတယ်တင်စားလိုက်တာเนาะအေးမြသွားစီတယ်ချွေးတိတ်သွားစီနိုင်ပါတယ်한국에는 원격 제어 기능뿐만 아니라 식품의 재고를 관리하고 유통기한을 알려주며 레시피를 충전하는 등의 스마트 기능이 탑재되어 있습니다. 내장고에는 이 얘기에 따라가로 원격 제어 기능뿐만 아니라 원격 제어 들어가 웨이팅의 기능뿐만 아니라 선사용담가 웨이팅 스낵 시용이다마가 왜 식품의 이 PC의 테레마티의 PC의 재료를 공장내고래 관리하고 테인테인 비로 유통기한으로 이 또의 공송 따뜻한 곳에 알려주며 이 베비로 레시피로 차표고 니란 곳에 추천하는 아지안뷰의 중에 사라리의 스마트 기능이도 이 스마트 니비냐 신민 수상일이가 탑재되어 있습니다. 들어가ပေါင်းထည့်ထားပါတယ်တက်ဆင်ထားပါတယ်ပေါ့နော်အဲ့တော့ရေခဲတက်တာကိုအဝေးကနေပဲအခုတို့ထိန်းချုပ်မှုပြုလုပ်နိုင်တာတွေလည်းမဟုတ်ပဲနဲ့အခုတို့အထဲထဲမှာရေခဲတက်တာထဲမှာထည့်ထားတဲ့ဒီပစ္စည်းတွေကိုအခုတို့စနစ်တကျထိန်းသိမ်းပေးပြီးတော့ဘယ်ပစ္စည်းကဘယ်နည်းနောက်ဆုံးကုန်တော့မှအဲ့တော့ချက်စားဖို့အချိန်တင့်ပြီပေါ့ဘလို့ချက်ရမယ်ဆိုတာတွေကအစရေခဲတက်တာကအခုတို့လမ်းညွန်ပေးတယ်ဆိုတဲ့စွမ်းဆောင်ရည်တွေအထိထည့်ထားပါတယ်တဲ့ဟိုမိုက်တော့ကြည့်တယ်နော်โอเคဒါလေးကတော့ကိုတို့ဒုတိယတစ်ပိုင်းမှာပါတယ်เนาะသူတို့ရဲ့ပစ္စည်းတွေရဲ့စွမ်းဆောင်ရည်တွေကိုပြောသွားတာပါโอเคနောက်တစ်ခုထပ်ကြည့်အောင်한편에 최근에는 디자인과 기능의 소비자의 취향에 맞춘 비스포크 가전 제품들이 출시되어 한국 제품의 인지도를 더욱 높이고 있습니다. 여기 탈라면이 한편에 차다판 말이 한국에는 최근에는 무달로마가로 디자인과 디자인의 기능 완성이고 소비자의 동소애들의
ချီရမ်းငယ်ဆိုတော့ဒီသဘောကျနှစ်သက်မှုတွေမှာမချွန်ကိုက်ညီပေးတဲ့ပြောဆိုရင်သုံးစွဲသူတွေစိတ်တိုင်းကြဖြစ်လုပ်ပေးတယ်ပေါ့နော်အခုတို့ Facebook ကိုဆိုတာကအခုတို့ဒါလေးကိုပြောချင်တာရုံးမောက်ကိုပြင်ရေးတာနော် Facebook ကို가전 제품들이ဆိုတော့ဒီ Facebook ကိုအိမ်သုံးလေးအစ်ပစ္စည်းတွေကတဲ့출신되어ဆိုတော့ပေါ်လာပြီးတော့한국 제품의 이 코리아 PC의 인지도로 이 루티 명물이고래 더구 뽀뽀비로 높이고 있습니다. 미말라리에 시바래. 그래서 카스터마이즈 돼 뭐. 고세이 다인자. 너 뒤에 디자인이요. 뒤에만 봐라 선상이고 카스터마이즈 비래. 세이 다인자. 너 왜 동생들이 세이 다인자래 들어 로비래. 너 알루미늄이네. 비도하인 거로 비스포크 내장고노네. 색상과 소재뿐만 아니라 내동시와 내장실의 위치로 소비자가 선택할 수 있고 제균 및 탈취 기능이나 그리고 쇼케이스 홈바의 탑재 여부도 소비자가 결정할 수 있습니다. 여기 이해하면서 페이스북 내장功能들어 선아 벼들어 배고로 페이스북으로가 커스터마이즈လုပ်တဲ့เนาะ 커스터마이즈လုပ်ထားတဲ့내장功能 내장ကို ရေးခဲ့တဲ့တာကတော့색상과 이အယောင်နဲ့ 소재뿐만 아니라 공장이고다 마가 내동실과 이 내동과 그리고 개간의 내장시 들어가러 이가 위치로 뛰내야되고래 이게 들어 만나간 말아요 이간의 그리고 개간의 너 알아 이간의 개간의 이간이고래 소비자가 동수에두가 선택할 수 있고 유해체 난비로 제기용이 그리고 뽀마리네 뭐너 비로 탈취 뽀마리네 그리고 안나소 기능이나 안나노래고 회사진 또아마 뭐 그리고 쇼케 홈바스로 디 홈바고ပြောချင်တာကိုကွန်ပျူတာမှာအောက်မှာ test bar ရှိတယ်ဟုတ်အဲ့လိုမျိုးเนาะ showcase home bar ဆိုတော့ဒီ test bar ရဲ့အခုတို့ထပ်ကျဲရောဘူးလို့ဆိုတာကတက်ဆင်မှုပြုလုပ်မလုပ်ကိုလေဆိုပြီးကြကသုံးဆွဲသူက결정할 수 있습니다. 손피하지 않아요. 그러면서 customize လုပ်ပေးတယ်ဒီလိုမျိုးကိုတို့ Facebook အဲ့ဒီရေးခဲ့တဲ့တာဆိုလို့ရှိရင်အေးကန်းကိုလည်းဝယ်သူစိတ်တိုင်းကြလုပ်ပေးတယ်အေးကန်းအခဲကန်းကိုလည်း customize ကိုစိတ်တိုင်းကြဝယ်သူကိုယ်တိုင်စိတ်တိုင်းကြဖန်တီးပေးတယ်ပြီးတဲ့အခါကျတော့ကိုတို့ဒီကတက်တာရဲ့ကိုတို့ပိုးမွားတွေနဲ့အနံစိုးထွက်မှုတွေပြီးတဲ့အခါကျတော့နောက်တစ်ခုကိုတို့ရေကတက်တာရဲ့ကိုတို့စခွင်ဘားပေါ့နော်ကိုတို့ home bar လို့ခေါ်တာပေါ့ဒီကွန်ပျူတာမှာဆိုတော့အဲ့ဒီဘားကိုလည်းကိုတို့ထဲမထဲဆိုတာကိုလည်း customer ရဲ့စိတ်တိုင်းကြဆုံးဖြတ်နိုင်ပါတယ်အဲ့ဆိုတော့ customer လောက်တယ်ပေါ့နော်စိတ်တိုင်းကြကိုဝယ်သူစိတ်တိုင်းကြကိုသူတို့လုပ်ပေးတဲ့ပုံစံမျိုးပေါ့နော်โอเคဒီနောက်ဆုံးစာပိုက်လေးရတယ်အဲ့ဆိုတော့အဓိကတော့နေပညာကောင်းလို့ပေါ့နော်နေပညာကောင်းလို့ကိုတို့ဒီလိုမျိုးတွေလုပ်ပေးနိုင်တာပဲဖြစ်တယ်ပေါ့နော်ဒါဆိုတော့သူ့ရဲ့ပြောသွားတဲ့စာပိုက်တစ်ခုလုံးမှာဆိုတော့ဒီကိုရီးယားရဲ့ဒီအိမ်သုံးပစ္စည်းတွေကဒီကမ္ဘာဈေးကွက်မှာဘယ်လိုမျိုးနှုန်းထားတွေရှိတယ်ဆိုတာရဲ့ပြီးတဲ့အခါကျတော့ဒီဒီဇိုင်းတွေနဲ့ကမ္ဘာလူတွေရဲ့ကမ္ဘာလူတွေကိုဆွဲဆောင်ထားတာရဲ့ပြီးတဲ့အခါကျတော့နေပညာတိုးတက်မှုတွေကြောင့်ဘယ်လိုမျိုးပစ္စည်းတွေကို customize စိတ်တိုင်းကြ customer တွေစိတ်တိုင်းကြ customize လုပ်ပေးတယ်ဆိုတာတွေကိုပါကိုတို့လုံဆောင်နိုင်တဲ့နေပညာတွေအထိတိုးတက်လာတယ်ဆိုတာကိုပြောပြသွားတာပေါ့နော်โอเคအရင်ကပဲမိုက်ပါတယ်โอเคပြီးတော့ကိုတို့အောက်ကိုထပ်ကြည့်ရမယ်ဆိုရင် fucking နဲ့ကိုစစ်ဆေးကြည့်အောင်기계 작동 방법에 대해 말할 수 있다. 삽비지 로샤마운의 문에 빠따 비로 가벼워서남에 나도 기구의 용도에 대해 묻고 대답할 수 있다. 비실이 동비 문에 빠따 비로 매비 로남에 나도 젠하거나 권유하는 말을 듣고 다른 사람에게 전달할 수 있다. 젠하거나 젠뷰라베 비비 고로 권유하라. 뒤고에 로마인 거고 고로 말을 두고ပြောဆိုပြီးတော့เนาะစကားပြောတာတွေကိုနားထောင်ပြီးတော့ဒါတော့စာရမ်းမဲ့ကအခြားလူတွေထံကိုကိုတို့ဂျွန်နာဟာစီတာလက်ဆင့်ကမ်းနိုင်တယ်ကိုတို့ဂျာကိုဟာတာတင်သွားတဲ့အတွက်ဟုတ်ပြီเนาะဒါလေးကတော့ဒီအခန်း30ခုရဲ့ရော်မကိုတို့မူနာဝါချောင်းဖို့ဗီဒီယိုလေးပဲဖြစ်တယ်ပေါ့เนาะမူနာဝါချောင်းဖို့ထဲမှာဒါတော့သူ့ရဲ့နိုင်ငံရဲ့ဟိုနည်းကိုတို့ဒီကွန်ပျူတာတွေအကြောင်းပေါ့เนาะဒါကိုသားပြီးပြီးတော့ကိုတို့ပြောသွားတာပဲဖြစ်ပါတယ်ဒီမီနီလေးတွေမျက်နှာလေးလည်းပါပါတယ်မီနီလေးတွေကိုတေချာရေးချက်ဖို့လည်းတိုက်တွန်းချင်ပါတယ်အဖက်ပိုင်းအကောင်ဖို့မူနာဝါချောင်းဖို့တွေများများဖက်ပါမူနာဝါချောင်းဖို့တွေပတ်ချင်းအဖြစ်မူနာဝါချောင်းဖို့လည်းလေးလာပြီးသားဖြစ်သလိုကိုတို့စာလည်းအဖက်အားလည်းကောင်းလာမှာပဲဖြစ်ပါတယ်ဗျဒါကတော့အခုရဲ့အကြံပြုစကားလေးပါကိုရဲ့ဒီဗီဒီယိုလေးတွေကကိုရီးယားစာလေးလာနေတဲ့ message တွေလေးဒေတာထောက်ကူပြုတယ်ဆိုရင်ဖြင့်အခုလည်းဝမ်းသာပီတိဖြစ်မိပါတယ်ဗျထောက်ကူပြုတယ်ဆိုရင်လည်းအခြားသူတွေလေးလာနိုင်အောင် share ပေးသွားဖို့တိုက်တွန်းချင်ပါတယ်ရောတော့감사합니다